အားလုံးပဲမင်္ဂလာပါ HTG ကနေကြိုဆိုပါရစေကျွန်တော်အမြဲတမ်းပြောနေတဲ့ရန်သားနဲ့မန်သားဆိုတဲ့အကြောင်းလေးကိုဒီဖြတ်သားလေးကိုကြည့်ရင်းနဲ့ကျွန်တော်ပြောပြပါရစေကျောက်စိမ်းကိုမူလ main form ပေါ့နော်ကျောက်စိမ်းရဲ့မူလ main form ကသူကရန်နဲ့ဖွဲ့စည်းတာကိုရန်လေးတွေကျန်းတာရှိတာပေါ့ဗျာမုံတာရှိတယ်ငြိမ်တာရှိတယ်ရန်ပျောက်တာရှိတယ်ကြောက်သားထဲမှာရန်ကအဆိုင်ခဲလုံးဝမရှိဘဲနဲ့ရန်ပျော်သွားတာရှိတာပေါ့ဗျာအဲ့တော့အဲ့ထဲမှာကျွန်တော်တို့ကရန်သားဆိုတော့ကြောက်ကိုတွေးလိုက်ပြီဆိုရင်ကြောက်မျိုးကောင်းပြီးမှအလင်းပိုပေမဲ့ရန်ကြံနေတဲ့အသားအထဲမှာအဆန်တော်၎င်းအမြုပ်တော်၎င်းနော်အတကြောတော်၎င်းဥကြောတော်၎င်းစသည်ဖြင့်အဆိုင်ခဲပုံစံတစ်ခုခုနဲ့တူကြံခဲ့တာပေါ့နော်မန္တာဆိုတော့ဗျာအထဲမှာဘာအဆိုင်ခဲမှမရှိဘဲနဲ့ပျော်ပြီးမှရေရဲ့ပုံဆောင်ခဲလိုမျိုးရေရဲ့ပုံတံလိုမျိုးအဆိုင်ခဲမရှိဘဲနဲ့ပျော်နေတာဥပမာကျွန်တော်ပေးမယ်ဆိုရင်ကျွန်တော်ဖန်ခွက်တစ်ခုတည်းကိုရေထည့်မယ်တကြားအနှဲငယ်ထည့်မယ်သူ့ကိုကျွန်တော်တို့မှု့ကြည့်မယ်မှု့ကြည့်တဲ့အခါမှာတကြားလေးတွေကနေထိုင်နေရနေအပေါ်ကိုတက်လာတဲ့အခါမျိုးမှာအထဲမှာသူကတကြားအခဲလေးတွေရှိဦးမှာကြောက်မျိုးအလိုရဖန်ခွက်ထဲရရေဆိုတော့ကြည်တယ်ပေါ့ဗျာဒါပေမဲ့အထဲမှာအဲ့တကြားအဆိုင်ခဲလေးရှိနေသေးတွေ့ဟာဒါရမ်းမပြောက်သေးတဲ့ကြောက်သားရဲ့သဘောတဘာပါပဲခုမွေရင်းနဲ့အဲ့တကြားလေးတွေကပျော်သွားပြီရေလိုဖြစ်သွားပြီဆိုရင်အဲ့ဒါကိုရမ်းပျော်သွားတဲ့အသားပေါ့နော်ဆိုတော့ဒီကြောက်မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီ area မှာကြည့်မယ်ဒီ area မှာကြည့်မယ်ဒါတွေအားလုံးဟာရမ်းရှိထားတာပေါ့ရမ်းမပျော်သေးဘူးမပြောက်သေးဘူးရမ်းဟာအဆိုင်ခင်းနဲ့ရှိနေတယ်အခုဒီနေရာကျတော့ရမ်းကပျော်သွားပြီဘာအဆိုင်ခင်းမှမရှိဘူးအဲ့တော့ကြောက်ရဲ့အခေါ်ပေါ်မှာဒီနေရာကိုရန်တာလို့ခေါ်မှာဒီနေရာကိုမန်တာလို့ခေါ်တာကျွန်တော်ကြောက်မှာမန်းလို့ပြောလိုက်ပြီဆိုရင်အခေါ်ပေါ်ကြောင့်ကိုယ်စိတ်ထဲမှာမန်းဆိုရင်တမျိုးလို့ထင်တာတကယ်တမ်းဆိုရင်မန်းလို့ပြောတဲ့ဥစ္စာလေကြောက်ရဲ့ကြောက်သားစီးတဲ့နှုံးမန်းဆိုတဲ့ဧရိယာမှာကြောက်သားဟာပျော်သွားတဲ့နှုံးပျော်သွားတဲ့ဧရိယာပေါ့နော်အဲ့ဒါလေးကိုညွှန်းဆိုတာဖြစ်တယ်ဆိုတော့ဒါကြောင့်မို့အရေးပါပြီဆိုရင်မန်းခမမန်းပေါ်မှာရှိတဲ့အရေးမှမှန်တော့ဗောခင်ဗျာမန်းပေါ်မှာရှိတဲ့အရေးမှဒါလင်ရမ်းပျော်နေတဲ့အသားမှာဝင်တဲ့အရေးဖြစ်မှာပေါ့